နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထူးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောအတ္တသမ္မပဏိတိတရားဒေသနာတော်ရှေ့ဆောင်လက်ပြမိရှုတဆောင်ကြီးတစ်ဖွဲ့လည်းဖြစ်တယ်ကိုယ်ပါလို့ရမယ်ဆိုတာအချင်းချုပ်ပြောလို့ရှိရင်မလုံတဲ့နာကိုမလုံချင်းနဲ့လုံတဲ့နာကိုလုံချင်းဒီနှစ်ခုပဲ confidence ဆိုတဲ့တတ်တာရှိရမယ်ပြီးရင်ကိုချင်းတရားကောင်းမွန်အောင်ကြိုးစားရမယ်ဒါတွေကအထောက်အကူဖြစ်တယ် subject matter ဘောဓုတအထွေတွေလေ့လာစီးပူအထောက်အမယ်မလုံတဲ့နာတာရှိတယ်မသိတဲ့နာဆိုတာမရှိဘူးအားလုံးသိအောင်ကြိုးစားရမယ်သင်ယူရမယ်မှတ်သားရမယ်ကိုကျိုးကိုဆုံးလို့နိုင်ရမယ်အမှန်ကန်စင်ရင်သုံးသပ်နိုင်တဲ့ wisdom ဆိုတဲ့ experience ရှိရမယ်တတ္တာသီလတုဒ္ဒစာကပညာအဲ့ဒီ၅မျိုးရှိပြီဆိုရင်ကိုဖြစ်ချင်တာတွေအားလုံးကိုဒီ၅မျိုးကဖော်ဆောင်ပေးသွားနိုင်တယ်ဆိုတာကိုယုံကြည်ပြီးကိုယ့်ရင်ထဲကအတ္တသမပတိတိတရားမြင့်မားလာအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း